Hello မင်္ဂလာပါရှင်။เนาะဒီညီမလေးကတော့ strawberry ထားပါလေခုံပြခိုင်းတာလေးဒီခုံပြလိုက်ပါမယ်။ဒီမလေးခုံခိုင်းတာကိုပန်းရောင်လေးလာတော့မသိဘူးပေါ့နော်။ဒီအောက်ဒီအနီလေးကိုပဲခုံပြပေးလိုက်ပါရရှင်။ရေဒီကတိတ်တော့မတက်သေးဘူးပေါ့နော်။ဆိုတော့ပြုတ်ကျသွားပြီ။ခဏပြုတ်ကျနေတော့ဒီနေရာမှာဆိုလို့ရှိရင်လည်း skin လေးလဲလို့ရတယ်ပေါ့နော်။ရေဒီကတော့မလဲတော့ဘူး။ဆိုပြန်ခုံပါမယ်ရှင်ဆိုတော့ဒီကိုစပြစီခြင်းနဲ့တာဝါလေးရှင်လည်းမန်းခဲ့ပြီးလို့ရပါတယ်ဒီခုံပြပေးပါမယ်ဒီမလေးခုံခိုင်းတာလေးကိုတော့ခုံပြပေးလိုက်ပါပြီပြုတ်ကြတော့မယ်ကျမဆိုပြီပြုတ်ကြပြန်ပြီစိတ်ညစ်တယ်ဝါပြုတ်ကြပြန်ပြီပြန်တက်အောင်မယ်ရှင်ဒီကန်ကောင်းလို့ပြုတ်မကြကျွန်မပြုတ်ကြပြအောင်ထင်တာโอเคသွားမယ် let's go သွားနေပါလေဘာမှတော့မတွေ့ဘူးပါဒီနေရာအမှန်တော့အဖြူရည်ထိလည်းဘာမှဖြစ်ဘူးဒီလာမျိုးဒီမှာကြည့်တွေ့လားဒီကိုယ်တိုင်သွားပြပေးထားရယ်နော်ဖြူရည်ထိလည်းဘာမှဖြစ်ပါဘူးရှင်ဒီခါတော့ပြုတ်မကြတော့ပါဘူးပြီးမှပြုတ်ကြမှာစိတ်ညစ်ပါတယ်ဒီမှာဆိုရင်လည်းတော့ his လေးပေးထားရရှင်ပြန်ခုံပါမယ်ဒီမှာမြပြုတ်ကြမှာမသိတကယ်ပြုတ်ကြပါရှင်ဒီနေ့